ဟုတ်ကဲ့မင်္ဂလာပါမိတ်ဆွေညီကိုမောင်နှမများခင်ဗျာဒီနေ့ရောဘလို့နေလဲတကယ်ရောအဆင်ပြေကြရဲ့လားတခါတလေကြာရင်ကျွန်တော်တို့ဟာနေကောင်းပါတယ်အဆင်ပြေပါတယ်လို့ဖြေရတာမောလာတဲ့အချိန်တွေရှိတတ်ပါတယ်ဒီဗီဒီယိုကိုဖွင့်ကြည့်နေတယ်ဆိုရင်မိတ်ဆွေရဲ့အရင်ထဲမှာခုမွန်းကျက်နေတာဒါမှမဟုတ်ရှေ့ဆက်ဖို့အားရင်ကုန်ခန်းနေတာဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်ဟုတ်ကဲ့ဒီဗီဒီယိုကမိတ်ဆွေတို့အတွက်ပါပဲဖုန်းတွေခဏချထားမယ်အလုပ်တွေခဏမေးထားမယ်ကျွန်တော်နဲ့အတူတူဒီချိန်လေးမှာစိတ်ကိုအနာပေးပြီးခွန်အားတွေပြန်ဖြည့်ကြည့်အောင်များပထမဆုံးကျွန်တော်ပြောချင်တာကကိုအပြည့်မတင်ပါနဲ့ကျွန်တော်တို့လူပေါင်းအဖွဲ့အစည်းကအမြဲတမ်းပျော်ရွှင်ရမယ်တက်ကြွနေရမယ်လို့တွန်းအားပေးလို့ပါတယ်တကယ်တော့ဝမ်းနေတာအားငယ်တာဟာလူသားဆန်ခြင်းရဲ့ပြရုပ်တစ်ခုပါပဲဂျပန်မှာကင်းဆူဂီဆိုတဲ့အမှုပညာတစ်ခုရှိပါတယ်ဝဲသွားတဲ့ပကံတွေကိုရွှေရည်နဲ့ပြန်ဆက်တာပါအဲ့ဒီပကံဟာကွဲအရာတွေရှိနေပေမဲ့အရင်ကထက်ပိုပြီးတော့တန်ဖိုးရှိသွားပါတယ်မိတ်ဆွေရဲ့ဒဏ်ရာတွေကြာရှုံးမှုတွေကလည်းအဲ့ဒီလိုပါပဲအဲ့ဓာတွေကမိတ်ဆွေကိုပိုပြီးရင့်ကျက်စေတယ်ပိုပြီးလှပစေပါတယ်ကျွန်တော်ခုနကပြောခဲ့သလိုပါပဲတခါတလေကြာရင်ဘဝကကိုယ့်ကိုအောက်ဆုံးထိဆွဲချလိုက်တယ်လို့ခံစားရတတ်ပါတယ်အဲ့ဒီခံစားချက်ကိုကဘာပေါ်မှာအောင်မြင်ဆုံးစာရေးဆရာမတောက်ဖြစ်တဲ့ J.K. Rowling လောက်ကောင်းနားလေတဲ့သူမရှိတော့ပါဘူးဗျာအခုချိန်မှာတော့သူ့ကို Harry Potter စာအုပ်တွေရုပ်ရှင်တွေနဲ့ဘီလီယံနာတယောက်အနေနဲ့ကျွန်တော်တို့မြင်နေရပါတယ်ဒါပေမဲ့သူ့ဘဝရဲ့အမောင်းမိုက်ဆုံးအချိန်တွေကိုဘယ်လိုဖြတ်ကျော်တယ်လဲဆိုတာပြောပြခြင်းပါတယ်ဟိုးလွန်ခဲ့တဲ့နှစ်30လောက်1993ခုနှစ်ဝန်းကျင်လောက်ကပေါ့အဲ့ဒီအချိန်တုန်းက J.K. Rowling ဟာအခုလိုမဟုတ်ပါဘူးသူဟာအသက်28နှစ်အရွယ်အိမ်အောင်ရေးကွဲထားတဲ့အမျိုးသမီးတစ်ယောက်ပါသူ့လက်ထဲမှာလာသားရွယ်သမီးငယ်လေးတစ်ယောက်ပိုင်ဆိုင်မှုရှိပါတယ်အလုပ်ကိုင်မရှိဘူးဝင်ငွေမရှိဘူးပြည်ဒေနိုင်ငံရဲ့ခေတ်သစ်သမိုင်းမှာအင်ချီရမဲ့မဖြစ်ုံတမဲဆင်းရဲနေတဲ့အနေအထားတစ်ခုကိုရောက်နေခဲ့ပါတယ်ဒါရင်မကသေးပါဘူးသူ့ဘဝရဲ့အကြီးမားဆုံးအားကိုးရာဖြစ်တဲ့သူ့အမေကလည်းဆုံးပါသွားခဲ့ပါပြီ။မေမရှိတော့တဲ့အချိန်မှာခင်ဝန်းနေတဲ့လမ်းခွဲခဲ့ရပြီးကလေးတစ်ဖက်နဲ့အရာကိုတယောက်တည်းရင်ဆိုင်နေရတဲ့အချိန်ပေါ့။သူဘလောက်ထိစိတ်တက်ကြခဲ့လဲဆိုရင် clinical depression လို့ခေါ်တဲ့ပြင်းထန်တဲ့စိတ်ကြယောဂါကိုခံစားခဲ့ရပြီးကိုတက်သေးဖို့အထီတောင်စဉ်းစားခဲ့ဘူးတယ်လို့ဝန်ခံခဲ့ပါတယ်။မိတ်ဆွေတို့ပဲစဉ်းစားကြည့်ပါမနဲ့မိုးလင်းတာနဲ့ငါသမီးလေးအတွက်ဒီနေ့ဘာကြွေးရမလဲဆိုတဲ့ပူပန်မှုနဲ့နိုးထလာရတဲ့ဘဝမျိုးကိုငါဟာအရှုံးသမားပဲငါဘဝကပျက်စီးသွားပြီလို့နေတိုင်းတွေးနေရတဲ့ဘဝမျိုးဒါပေမဲ့အဲ့ဒီအမောင်မိုက်ဆုံးအချိန်တွေမှာပဲသူလုံနိုင်ခဲ့တဲ့တခုတည်းသောအရာကတော့စာရေးသားခြင်းပါပဲသူသမီးလေးအိပ်ပျော်သွားတဲ့အချိန်တိုင်းအတင်ဘတ်မြို့ကကော်ဖီဆိုင်လေးတွေမှာထိုင်ပြီးလက်နှိပ်ဆက်အဟောင်းတစ်လုံးနဲ့စာရိုက်တယ်တကယ်တော့သူစာရင်းနေတာကအောင်မြင်ဖို့အတွက်မဟုတ်ဘူးဗျသူစိတ်ထဲကနာကျင်မှုတွေဒီမန်တော်လို့ခေါ်တဲ့စိတ်သက်ကြခြင်းတရေဆိုးကြီးတွေကိုထွက်ပေါက်ပေးဖို့အတွက်ရေးနေခဲ့တာပါသူ့ရဲ့ပထမဦးဆုံး Harry Potter စာမူပြီးသွားတဲ့ခါမှာရောချက်ချင်းအောင်မြင်သွားလားဟုတ်ကဲ့မအောင်မြင်ခဲ့ပါဘူးထုတ်ဝေသူ publisher ပေါင်း12ယောက်တိတိကသူ့စာမူကိုပယ်ချခဲ့ပါတယ်ဒီစာအုပ်ကကလေးတွေဖတ်ဖို့အရန်ရှည်လွန်းနေငွေမဖြစ်နိုင်ဘူးဆိုပြီးအငင်းခံခဲ့ရပါတယ်12ခါတိတိငင်းပယ်ခံရတာနော်ကျွန်တော်တို့သာဆိုရင်လက်လျှော့လိုက်လောက်ပါပြီငါကန်ကဒီလောက်ပါပဲလေဆိုပြီးဆွန့်လွတ်လိုက်လောက်ပါပြီဒါပေမဲ့ J.K. Rowling ကတော့73အောင်မြောက်အထိဆက်ပြီးကြိုးစားခဲ့ပါတယ်နောက်ဆုံးမှာဘလွန်းစပါရီဆိုတဲ့ထုတ်ဝေသူအသေးလေးတစ်ခုကလက်ခံလိုက်ပြီးကမ္ဘာသမိုင်းကို
ပြောင်းလဲစေခဲ့တာပါပဲ။ J.K. Rowling ဟာဗတ်တက္ကသိုလ်မှာမိန့်ခွန်းပြောတော့ကအရန်ကောင်းတဲ့စကားတစ်ခွန်းပြောခဲ့ပူပါတယ်။ကျွန်တော်ဒီစကားကိုမိတ်ဆွေတွေကိုလက်ဆောင်ပေးချင်ပါတယ်။သူကဘာပြောလဲဆိုတော့အောက်ဆုံးချမ်းမြေဆိုတာကျမဘဝကိုပြန်လည်တည်ဆောက်ဖို့အတွက်ခိုင်မာဆုံးအုံမြစ်တစ်ခုဖြစ်လာခဲ့တယ်တဲ့။မိတ်ဆွေဒီနေ့မိတ်ဆွေရောက်နေတဲ့နေရာကအောက်ဆုံးလို့ခံစားနေရရင်ဝမ်းမနေပါနဲ့။အောက်ဆုံးဆိုတာခြေကန်ပြီးပြန်တက်ဖို့အကောင်းဆုံးနေရာပါပဲ။ဆုံးရှုံးစရာဘာမှမရှိတော့တဲ့လူတစ်ယောက်ဟာအရာအားလုံးကိုအတိတ်ကပြန်ဆနိုင်တဲ့စွမ်းအားရှိပါတယ်။ J.K. Rowling ကအဲ့ဒီတုန်းကအခက်ခဲတွေမရှိခဲ့ရင် Harry Potter ဆိုတဲ့မော်ကဘာကြီးထွက်ပေါ်လာမှာမဟုတ်တယ်လို့ပါပဲ။မိတ်ဆွေအခုကြုံနေရတဲ့အခက်ခဲတွေကလည်းမိတ်ဆွေရဲ့ကိုယ်ပိုင်ဇလန်းကောင်းတစ်ပုဒ်အတွက်ညီတန်းပြိုးနေတာဖြစ်နိုင်ပါတယ်။ဒါကြောင့်မိတ်ဆွေရဲ့အောက်ဆုံးချမ်းမြေကိုကြောက်မနေပါနဲ့။အဲ့ဒီနေရာမှာအုံမြစ်ချပြီးပြန်လဲတီဆောက်ကြရအောင်လားဗျာ။ကဲဒါဆိုရင်ကျွန်တော်တို့ဘဝကိုပြန်တီဆောက်ဖို့အတွက်လက်တွေ့ကြကြဘာတွေလှုပ်ဆောင်သင့်လဲ။နောက်ထပ်ဘိုင်းလေးတွေမှာဆက်ပြီးပြောပြပေးပါမယ်။အခုကျွန်တော်တို့စိတ်ထားလေးနည်းနည်းကြောင်းကြည့်အောင်မိတ်ဆွေကြုံနေရတဲ့ပြဿနာကိုဆုံးသက်လို့မြင်နေလားဒါမှမဟုတ်အလေပြောင်းလို့မြင်လားမောင်မိုက်တဲ့ညတွေရှိမှသာဂျယ်တွေကိုမြင်ရတာပါခုမိတ်ဆွေဘဝမှာမောင်ကြနေရဆိုရင်ဂျယ်တွေကိုရှာကြည့်ဖို့အချိန်ရောက်နေပါပြီကျွန်တော်အရန်ကြိုက်တဲ့စကားတစ်ခွန်းရှိပါတယ်ဘဝဆိုတာကိုယ့်ကိုဒုက္ခပေးဖို့ဖြစ်လာတာမဟုတ်ပါဘူးကိုယ့်အတွက်သင်ခန်းစာပေးဖို့ဖြစ်လာတာပါကဲဒါဆိုရင်အခုမျက်လုံးလေးမှိတ်ပြီးစဉ်းစားကြည့်ပါလွန်ခဲ့တဲ့9နှစ်ကမိတ်ဆွေအရန်ပူပန်ခဲ့တဲ့ပြဿနာတစ်ခုကိုပြန်သတိရကြည့်ပါအခုချိန်မှာအဲ့ဒီပြဿနာကအရေးပါသေးရဲ့လားအများအားဖြင့်မပါတော့ပါဘူးအခုကြုံနေရတဲ့ကိစ္စကလည်းနောက်9နှစ်နေရင်တည်သွားမယ့်ကိစ္စတစ်ခုပါပဲစိတ်ခွန်အားပြန်ရဖို့အတွက်တောင်ကြီးတစ်လုံးကိုဖြိုးနေစရာမလိုပါဘူးကြောက်ခဲလေးတစ်လုံးကိုဆရွှေဖို့ပဲလိုတာပါကျွန်တော်တို့စိတ်တက်ကြတဲ့အခါဘာလုပ်ရမှမသိဖြစ်နေတတ်ပါတယ်အဲ့ဒီအခါ 1% နဲ့2ကိုသုံးပါဒီနေ့မှာမနေ့ကထက်1%လေးပဲပိုကောင်းအောင်လုပ်ကြည့်ပါအဲ့ရသိမ့်မယ်ရေတစ်ခွက်တောက်မယ်စာတစ်မျက်နှာဖတ်မယ်ဒါလေးတွေကသေးငယ်ပေမဲ့ကိုဘဝကိုပြန်ပြီးထိန်းချုပ်နိုင်တယ်ဆိုတဲ့ခံစားချက်ကိုပေးစွမ်းနိုင်ပါတယ်လှုပ်ဆောင်မှုကနေစိတ်သက်ခွန်အားဆိုတာထွက်ပေါ်လာတာမဟုတ်လားဗျာကဲဒီဗီဒီယိုပြည့်ရင်မိတ်ဆွေလုံးဝမဲ့အသေးဆုံးအလုပ်တစ်ခုကိုခုပဲစဉ်းစားကြည့်လိုက်ပါပြီးရင်တော့ကိုမမှာရေးခဲ့ပေးပါကျွန်တော်ဖတ်ကြည့်ချင်တော့ပါဗျာမိတ်ဆွေကြီးကိုမနမတို့တရုတ်ဝါးပိန်တွေအကြောင်းကြားဘူးကြမယ်လားမသိဘူးဗျပထမ၄နှစ်လုံးဘာပင်မှထွက်မလာဘူးရေလောင်းပေါင်းတင်ပေးနေရတယ်ဒါပေမဲ့9နှစ်မြောက်တဲ့အခါ6ပတ်အတွင်းမှာပေ80အထိထိုးတက်သွားတယ်တဲ့ပထမ၄နှစ်မှာသူဘာလုပ်နေလဲမြေအောက်မှာအမြင့်တွေသွားနေတာပါမိတ်ဆွေရဲ့ကြိုးစားမှုတွေရမထင်ဘူးလို့ခံစားရရင်အဲ့ဒီဝါးပင်ကိုသတိရလိုက်ပါမိတ်ဆွေအခုမိတ်ဆွေဟာလည်းအမြင့်တွယ်နေတဲ့ကာလမှာရောက်နေတာပါချိန်တန်ရင်ထိုးတက်သွားမဲ့အချိန်ရောက်လာမှာပါစိတ်ရှည်ပါကိုယ့်ရဲ့ရာသီချိန်မရောက်သေးတာလဲဖြစ်ကောင်းဖြစ်နေမှာလေပန်းသီးပင်ကဆောင်းတွင်းမှာအတိမသိသလိုပဲမိတ်ဆွေလည်းအခုချိန်မှာအနားယူပြီးအားမိုးရမယ့်အချိန်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဟုတ်ကဲ့ပါဒီလောက်ထိကျွန်တော်တို့အတူရှိနေပေးတာကျေးဇူးတင်ပါတယ်ခင်ဗျာဒီအချိန်လေးတင်မှာမိတ်ဆွေရဲ့စိတ်ထဲနည်းနည်းလေးပဲဖြစ်ပေါ်ပါသွားတယ်ဆိုရင်ကျွန်တော်ကြည်နေပါပြီမှတ်ထားပါမိတ်ဆွေဟာတယောက်တည်းမဟုတ်ပါဘူးမိတ်ဆွေဟာလုံလောက်တဲ့သူတယောက်ပါမနှက်ပြန်ဆိုတာအမြဲတမ်းရှိနေပါတယ်ဟုတ်ကဲ့ဒီဗီဒီယိုလေးကိုပြီးသွားတဲ့အခါပြုံးလိုက်ပါခေါင်းမောလိုက်ပါပြီးတော့ကိုယ်လုံးစရာရှိတာကိုဖြည်းဖြည်းချင်းဆလုပ်လိုက်ပါနောက်ထပ်ဗီဒီယိုဒီမှာပြန်ဆုံကြမယ်ဗျာအားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာရှိကြပါစေဗျာ